Do you want me to verb 1အဓိပ္ပာယ်ကတော့ခမည်းကျွန်တော်ကိုဒါလုပ်စေချင်တာလားဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ကိုတည်ထားတဲ့ verb 1နေနဲ့အစားထိုးပြီးတော့သုံးဆွဲပါမယ် Do you want me to pick up the kids ခမည်းကျွန်တော်ကိုကလေးတွေခေါ်သွားစေချင်တာလားခမည်းကျွန်တော်ကိုကလေးတွေခေါ်သွားစေချင်တာလား Do you want me to fix your flat tire ခမည်းကျွန်တော်ကိုကားတာယာပြင်ခိုင်းချင်တာလားဒီနေရာမှာ fix ဆိုတာပြင်တာကိုပြောတယ် flat tire ဆိုတာကားတာယာပေါ့နော်ခမည်းကျွန်တော်ကိုကားတာယာပြင်ခိုင်းချင်တာလား Do you want me to remind you? Remind ဆိုတာတတိပေးတာဟုတ်လားအဲ့တော့ Do you want me to remind you ဆိုတာကျွန်တော်ခမည်းကိုတတိပေးစေချင်တာလား Do you want me to remind you? ကျွန်တော်ခမည်းကိုတတိပေးစေချင်တာလား Do you want me to remove my shoe? ခမည်းကျွန်တော်ကိုဖနက်ချွတ်စေချင်တာလားဒီနေရာမှာじゃ remove ဆိုတာဖယ်ရှားပစ်တာပေါ့နော်ဖနက်ကိုဖယ်ရှားတယ်ဆိုတော့ဘာမှလို့じゃဖနက်ချွတ်တာဖြစ်သွားတာပေါ့ Do you want me to remove my shoe? ဟုတ်ပြီနောက်တစ်ခုဆရာတို့ဆက်ကြည့်အောင်နောက်တစ်ခုကကြတော့အပြောပုံစံလေးပါအမေးပုံစံမဟုတ်တော့ဘဲနဲ့အတိပ္ပယ်ကတော့ဒီအတိပ္ပယ်ပဲနော်အမေးပုံစံနဲ့အဖြေပုံစံလို့ဖြစ်သွားတာပေါ့ I want you to verb 1 verb 1နဲ့အစားထိုးမယ်ကျွန်တော်ခမည်းကိုဒါလှုပ်စေချင်တယ်ကျွန်တော်ခမည်းကိုဒါလှုပ်စေချင်တယ်လမ်းညွှန်မှုပေးတဲ့အခါမှာတုံးတယ်ပေါ့နော်ကျွန်တော်ခမည်းကိုဒါလှုပ်စေချင်တယ်ဟုတ်လားအဲ့တော့ဆရာတို့ကြည့်အောင် I want you to go to downtown ကျွန်တော်ခမည်းကိုမြို့ထဲသွားစေချင်တယ်ဗျာကျွန်တော်ခမည်းကိုမြို့ထဲသွားစေချင်တယ်နောက်တစ်ခုဆက်ကြည့်အောင် I want you to have dinner ကျွန်တော်ခမည်းကိုညစာစားသွားစေချင်တယ်ဗျာကျွန်တော်ခမည်းကိုညစာစားသွားစေချင်တယ် I want you to bring your car ကျွန်တော်ခမည်းကိုမော်တော်ကားတီးလားမော်တော်ကားတည်လာစေချင်တယ်ဆိုတာမော်တော်ကားယူစားစေချင်တယ် bring ဆိုတာဒီနေရာမှာတည်ဆောင်လာတာယူဆောင်လာတာကျွန်တော်ခမည်းကိုမော်တော်ကားယူလာစေချင်တယ် I want you to take a rest I want you to take a rest ကျွန်တော်ခမည်းကိုအနားယူစေချင်တယ်ခေါ်ပြီးဆရာတို့ဆက်စဉ်းစားကြည့်အောင် I want you to sleep ကျွန်တော်ခမည်းကိုအိတ်စေချင်တယ်ခမည်းအရန်ပင်မလာပြီခကြီးကအရန်ပင်မလာပြီကျွန်တော်ခမည်းကိုအိတ်စေချင်တယ် I want you to sleep ဟာခမည်းတကူလုံးညစ်ပြီးနေတာပဲကျွန်တော်ခမည်းကိုရေချိုးစေချင်တယ် I want you to take a bath take a shower နောက်တစ်ခုဆက်ကြည့်ပါမယ် There's no point in verb ing ဆိုတဲ့အဓိပ္ပာယ်ကဒါလို့ဘာအကြောင်းမှမထူးဆိုတော့နောက်မှာ verb ing တွေနဲ့ပေါင်းရေးပါမယ်အရင်ဆုံးအကြောင်းကိုကြည့်အောင်ပါ There's no point in staying there There's no point in staying there အဲ့ဒီနေရာမှာနေလို့ဘာအကြောင်းမှမထူးဘူးဒါလို့ဘာအကြောင်းမှမထူးဘူးဒါလို့ဘာအကျိုးမှမရှိဘူးဒါကိုပြောချင်တဲ့အခါမှာဒီ pattern ပုံစံကိုသုံးပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် There's no point in reading this book There's no point in reading this book ဒီစာအုပ်ကိုဖတ်လို့ဘာအကျိုးမှထူးမလာပါဘူးဒီစာအုပ်ကိုဖတ်လို့အကျိုးမရှိဘူးဒါကိုပြောချင်တဲ့အခါမှာ There's no point in verb ing reading this book နောက်တစ်ခုဆက်ကြည့်ပါမယ် There's no point in working 50 hours a week There's no point in working 50 hours a week ဒါကတော့ဒါလို့ဘာအကျိုးမှထူးမလာပါဘူးဒါလို့ဘာအကြောင်းမှထူးမလာပါဘူးဆိုတာကိုပြောချင်တဲ့အခါမှာသုံးပါရဲ့နောက်တစ်ခုဆက်ကြည့်ပါမယ် If I were you I'd နောက်ကဆရာတို့ verb 1အနေနဲ့လိုက်ပါမယ် If I were you I'd verb 1ငါသာမင်းဆိုရင်ငါဒါလုပ်တယ်ဟုတ်ပြီနော်မင်းနေရာမှာသာငါဆိုရင်ငါဒါလုပ်တယ်ဒါကိုပြောချင်တာကြည့်အောင်နောက်ကဆရာတို့ဘာတွေနဲ့တွဲမလဲ verb 1 object တွေနဲ့တွဲမှာပေါ့နော်ကိုသိတဲ့စကားလုံးတွေနဲ့အစားထိုးပြီးသုံးကြည့်ပါမယ်ဟုတ်လား If I were you I'd look for a job မင်းနေရာမှာငါဒါဆိုရင်ငါအလုပ်တစ်ခုကိုရအောင်ရှာတယ် If I were you I'd look for a job မင်းနေရာမှာငါဒါဆိုရင်ငါအလုပ်ရအောင်ရှာတယ်ကွာနောက်တစ်ခုဆက်ကြည့်ပါမယ် If I were you I'd take a holiday မင်းနေရာမှာငါဒါဆိုရင်ငါအားလျက်ယူတယ်မင်းနေရာမှာသာငါဆိုရင်ငါကအားလျက်ယူတယ် If I were you I'd have a rest မင်းနေရာမှာသာငါဟုတ်လားမင်းနေရာမှာသာငါဆိုရင်ငါကအနားယူတယ်ဗမာစကားမှာလည်းအရန်သုံးပါတယ်နော်မင်းနေရာမှာအဲ့ဒါငါသာမင်းဆိုရင်တော့ကွာငါဘယ်လိုလုပ်လိုက်ပါတယ်အဲ့လိုအသုံးလေးမှာဒီလိုအသုံးကိုသုံးပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် There is There's no way နောက်ကဆရာတို့ကိုပြောချင်တဲ့ subject verb ပေါ့နော်အဲ့စာကြောင်းလိုက်ပါမယ်ပြန်ပြောပါမယ်
there's no way နောက်က subject verb ကိုပြောချင်တဲ့အကြောင်းအရာ subject verb ထည့်ပြီးတော့ပြောပါမယ်သူရဲ့အဓိပ္ပာယ်ကတော့တခုခုကိုလုံတဲ့အခါမှာဒါလုံနိုင်တဲ့လမ်းမမြင်ဘူးဆိုတဲ့အဓိပ္ပာယ်ဒါကိုင်နိုင်တဲ့လမ်းမမြင်ဘူးဒါဖြစ်နိုင်တဲ့လမ်းမမြင်ဘူးအဲ့ဒီအဓိပ္ပာယ်ထုတ်ပါတယ်အဲ့တော့စကားပြောတဲ့အခါမှာကိုပြောချင်တဲ့အကြောင်းအရာနဲ့ there's no way ဒါမှမဟုတ် there is no way နဲ့ဆရာကကပ်ပြောပါမယ် there's no way you finish on time on time ဆိုတာအချိန်မီအချိန်ကိုက်ခမ ्या ကအချိန်ကိုက်ပြီးနိုင်မဲ့လမ်းမမြင်ဘူးတယောက်ယောက်ကအလုံးလုံးနေတဲ့အခါမှာကိုကနေပြောလိုက်တယ်ခမ ्या ဒါဒီပြီးနိုင်မဲ့လမ်းမမြင်ဘူးဗျာ there's no way you finish on time နောက်တစ်ကြိမ်ကြည့်အောင်ပါ there's no way we complete on time ကျွန်တော်တို့အားလုံးဟာအချိန်မီပြီးပြည့်စုံနိုင်မဲ့လမ်းမမြင်ဘူးကျွန်တော်တို့တွေအချိန်မီပြီးပြတ်အောင်လုပ်နိုင်မဲ့လမ်းမမြင်ဘူး there's no way your mother approves approve ဆိုတာကထောက်ခံသည်အတည်ပြုသည်သဘောကျသည်နှိမ့်ချိုက်သည်ဆိုတဲ့အဓိပ္ပာယ်ပါခမ ्या ရဲ့အမေသဘောကျနိုင်မဲ့လမ်းမမြင်ဘူးခမ ्या ရဲ့အမေသဘောကျနိုင်မဲ့လမ်းမမြင်ဘူးခမ ्या ဒီလုပ်ကိုမလုပ်သင့်ဘူးခမ ्या မလုပ်ပါနဲ့တော့ခမ ्या ရဲ့အမေကတော့ဒီလိုလုပ်တာကိုသဘောကျမဲ့လမ်းမမြင်ဘူးဗျာအဲ့ဒီသဘောပြောလိုက်တာဖြစ်ပါတယ် there's no way your mother approves နောက်တစ်ခုဆက်ကြည့်ပါမယ် there's no way no one claims it claims ဆိုတဲ့အဓိပ္ပာယ်ကအခိုင်အမာပြောဆိုသည်နစ်နာကြေးတောင်းဆိုသည်ဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့တရားမှနစ်နာကြေးရနိုင်မဲ့လမ်းမမြင်ဘူးဒီလိုအဓိပ္ပာယ်လေးကပူပြီးတော့တင့်လို့မယ်ထပ်ပါတယ်ဒါမှမဟုတ်လေတရားမှအခိုင်အမာပြောဆိုနိုင်မယ်လို့အခိုင်အမာပြောဆိုနိုင်မဲ့လမ်းမမြင်ဘူးအဲ့လိုအဓိပ္ပာယ်လည်းထွက်ပါတယ် နောက်တစ်ခုဆက်ကြည့်အောင်ပါ there's no way they expect it သူတို့မျှော်လင့်နိုင်မဲ့လမ်းမမြင်တော့ဘူးသူတို့မျှော်လင့်နိုင်မဲ့လမ်းမမြင်ဘူးဗျာ there's no way he can fix it fix ဆိုတာပြင်လာနော် fix ဆိုတာဆရာတို့ vehicle ယင်ဒီ machine set တွေကိုပြင်တဲ့အခါမှာ fix လို့သုံးပါတယ်သူဒါကိုပြင်နိုင်မဲ့လမ်းမမြင်ဘူးဒါကိုသူပြင်နိုင်မဲ့လမ်းမမြင်ဘူး there's no way he can fix it နောက်တစ်ခုကြည့်ပါမယ် there's no way he can handle the news handle ဆိုတာကကင်တွယ်သည်ဖြည့်ရှင်းသည်တခုခုပေါ့နော်ကင်တွယ်ဖြည့်ရှင်းတာကို handle လို့ဆရာတို့သုံးပါတယ်ဒီသတင်းနဲ့ပတ်သက်လို့သူကင်တွယ်ဖြည့်ရှင်းနိုင်မဲ့လမ်းမမြင်ဘူး there's no way your brother injured his ankle ဆိုတာခြေချင်းဝေပေါ့နော်မင်းရဲ့အကူကသူ့ခြေချင်းဝေဒဏ်ရာရသွားမယ်လမ်းမမြင်ပါဘူးနောက်တစ်ခုဆက်ကြည့်ပါမယ် there's no way that horse jumps it jump ဆိုတာခုန်တယ်ဒီမြင်းဟာခုန်နိုင်မဲ့လမ်းမမြင်ဘူးဟုတ်ပြီနော်ဒီမြင်းကဒါကိုခုန်သွားနိုင်မဲ့လမ်းမမြင်ဘူးနောက်တစ်ခုဆက်ကြည့်ပါမယ် there's no way he miss it သူဒါနဲ့လွဲနိုင်မဲ့လမ်းတော့မမြင်ပါဘူးသူလွဲချော်သွားနိုင်မဲ့လမ်းတော့မမြင်ဘူး နောက်တစ်ခုဆက်ကြည့်ပါမယ် that's why တခုခုကို share ပြောတဲ့အခါမှာဖြည့်ရှင်းလိုက်တယ်ဖြည့်ရှင်းပြီးသွားတဲ့အခါမှာဘာကြောင့်ဒီလိုဖြစ်တယ်ဒါကြောင့်ပဲဖြစ်တယ်ဆိုပြီးတော့เนาะဘာကြောင့်ဒီလိုလုပ်ရတယ်ဆိုတော့ဖြစ်တယ်ကိုကပြန်ပြီးတော့ထပ်ဆင်ပြန်လဲရှင်းလင်းပြတာပေါ့เนาะစာကြောင်းလေးတွေနဲ့ share ရှင်းကြည့်မယ်เนาะ that's why people admire you လူတွေကမင်းကိုဘာကြောင့်ကြည်ညိုတယ်ဆိုတာဒါကြောင့်ပဲဖြစ်တယ်ဟုတ်ပြီเนาะလူတွေကမင်းကိုဘာလို့ကြည်ညိုကြတာလဲဆိုတာဒါကြောင့်ဖြစ်တယ်ဆိုကြပါစို့တရားရောက်ရဲ့အကြောင်းကိုမင်းကိုဘာလို့ကြည်ညိုတာလဲလို့ကွာလို့မေးရင်မင်းကချစ်ဖို့ကောင်းတယ်မင်းကအများကျိုးကိုစွန့်စားတယ်အများကျိုးအမြဲတမ်းလုပ်ပေးနေတယ်ဒါကြောင့်လူတွေကမင်းကိုကြည်ညိုတယ်ဆိုတာဒါကြောင့်ပဲဖြစ်တယ်ဆိုပြီးတော့ तू ကောက်ချက်ကို तू ပြောလိုက်တဲ့သဘောပေါ့နော်နောက်တစ်ခုဆက်ကြည့်ပါမယ် That's why she appears so happy appears so happy ဆိုတာ appear ဆိုတဲ့ဟာက linking verb လို့ခေါ်တယ် linking verb ကတော့သူ့ကိုထည့်ပြီးဘာသာမပြန်နဲ့သူမကဘာကြောင့်ပြောချင်နေတာလဲဆိုတာဒါကြောင့်ပဲဖြစ်တယ်ဒါကတော့သူမဘာကြောင့်ပြောချင်နေတာလဲဆိုတာပဲဖြစ်ပါတယ်ဆိုကြပါစို့ဆရာတို့ကအကြောင်းအရာတစ်ခုကိုပြောမယ်ဟာသူမကထီးပေါက်တယ်ထီးပေါက်ပြီးကသူ့ဖေသူ့မေနဲ့လည်းပြန်ဆုံတွေ့တယ်ဒါကြောင့်မလို့ဒါတွေဟာဆိုရင်သူမဘာကြောင့်ပြောချင်နေတာလဲဆိုတော့ that's why ဒါကြောင့်ပဲဖြစ်ပါတယ်ဆိုပြီးတော့အကြောင်းပြောချက်ပြန်ပြီးတော့ကောက်ချက်ပေးလိုက်တယ်နောက်တစ်ခုဆက်ကြည့်ပါမယ် That's why babies crawl before they can walk ကလေးတွေကလမ်းမလျှောက်နိုင်ခင်မှာတွားတာပေါ့နော်လေးဘက်ထောက်တွားတာဆိုတာဒါဘာကြောင့်လေးဘက်ထောက်တွားတာလဲဆိုတာဒါကြောင့်ပဲဖြစ်တယ်တော့ရှင်းပြမှာပေါ့ကလေးတွေကမွေးဖွားလာမယ်မွေးဖွားလာပြီးပလက်နေမယ်ရက်ကန်နေမယ်ပြီးရင်သူတို့ကလမ်းမလျှောက်နိုင်ခင်မှာလေးဘက်တွားမယ်သူအာယူရတယ်ပေါ့နော်အာယူရမယ်
ဒါအခုရှင်းပြတဲ့ဟာတွေဟာဆိုရင်ဘာကြောင့်သူတို့ကလမ်းမလျှောက်နိုင်ခင်မှာလီးဘက်တွားနေရတာလဲဆိုတော့ဒါကြောင့်ပဲဖြစ်ပါလဲဆိုပြီးတော့ပြန်ပြီးတော့ကောက်ချက်ချပြောဆိုတဲ့စကားပဲဖြစ်တယ်နောက်တစ်ခုဆက်ကြည့်အောင် That's why Pam cries at sad movies ဝန်ထဲစီကောက်မဲ့ movie ကိုကြည့်ပြီးတော့ Pam ကဘာကြောင့်ငိုကြွေးရတာလဲဆိုတာဒါကြောင့်ပဲဖြစ်ပါတယ်တော့ရှေ့မှာရှင်းပြမယ်ဟုတ်ပြီနော်ရှေ့မှာရှင်းပြမယ်ဟာဒီရုပ်ရှင်ကမင်းသားနဲ့မင်းသမီးကနောက်ဆုံးမှာကွဲသွားကြတယ်ဒါကြောင့်နောက်ဆုံးမှာအရန်ကိုဝမ်းနဲ့ဖို့ကောင်းတယ်ဒါကြောင့် Pam ဆိုရင်ငိုတယ်ဟာလား That's why Pam cries at sad movies ဒီရုပ်ရှင်ကိုကြည့်ပြီး Pam ဘာကြောင့်ငိုခဲ့ရလဲဆိုတာဒါတွေပဲဖြစ်တယ်ဆိုတော့ဒါတွေပဲဖြစ်တယ်ဆိုတော့အဲ့ရုပ်ရှင်ကိုရှင်းပြလိုက်တာပေါ့နော်ရှင်းပြလိုက်တော့မှဘာကြောင့်ငိုရတာလဲဆိုတော့ဒါကြောင့်ဖြစ်ပါတယ်ဆိုပြီးကောက်ချက်ချပြောဆိုတဲ့စကားပဲဖြစ်တယ်နောက်တစ်ခုဆက်ကြည့်ပါမယ်That is why you help out people in need. Minga kunide. People in need. လူတွေရဲ့လိုအပ်ချက်ကိုမင်းဘာကြောင့်ကူညီလဲဆိုတာဒါကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ခုဆက်ကြည့်ပါမယ်။ That is why you try and include everyone. လူတွေအားလုံးပါဝင်လာနိုင်ဖို့မင်းဘာကြောင့်ကြိုးစားသလဲဆိုတာဒါကြောင့်ကိုဒီတိတ်ပဲနော်။ဒါကြောင့်ကိုအစာသဖြင့်ဆရာတို့ပြောပါတယ်။ပြန်ပြောပါမယ်လူဒီအားလုံးပါဝင် include ဆိုတာပါဝင်လေလူတိုင်းပါဝင်လာနိုင်အောင်မင်းကြိုးစားတဲ့ဟာဘာကြောင့်လဲဆိုတာဒါဒီပဲချစ်တယ်ရှေ့မှာရှင်းပြခဲ့ပြီနော်သူကြိုးစားတဲ့ဟာဘာကြောင့်ဘာဒီလို့ဘာလို့ဘာဆိုပြီးရှင်းပြပြီးကမှနောက်ဆုံးကောက်ချက်စကားပြောဆိုတာဖြစ်တယ် That is why you lock your doors when you leave home ခမရအိမ်ကထွက်သွားတဲ့အခါမှာခမရရဲ့တကားတွေကိုဘာကြောင့်တော့ခတ်တာလဲဆိုတာဒါကြောင့်မလားဟုတ်ပြီနော်ဥမာကျွန်တော်အိမ်ကနေဒီအပြင်ထွက်သွားတဲ့ခါမှာတကားတွေကိုမပိတ်လို့မထိဘူးဗျာဒီအရက်ကတခိုးကအယမ်းတောင်းကြတယ်ဒါကြောင့်မလို့ပါခမရရောက်လာတဲ့အချိန်မှာကျွန်တော်အိမ်တော့ကြီးခတ်ထားတာကိုကျွန်တော်ဒီမျိုးမထင်ပါနဲ့ဗျာကျွန်တော်တို့ဒီပတ်ဝန်းကျင်ကမလုံခြုံဘူးဒါကြောင့်မလို့ That is why you lock your doors when you leave home ဒါကြောင့်မလို့မင်းအိမ်ကနေထွက်မသွားခင်မှာဘာကြောင့်တကားတော့ခတ်ထားတာလဲဆိုတာဒါကြောင့်ကိုကောက်ချက်ချပြောဆိုပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ်That is why she smiles when you walk by. မင်းလမ်းလျှောက်သွားတဲ့အခါမှာသူမကဘာလို့ပြုံးတာလဲဆိုတာဒါပါပဲဒါကြောင့်ကိုဟုတ်ပြီနော်ဆိုကြပါစို့တယောက်ကမေးမယ်ပေါ့ဟာမင်းလမ်းလျှောက်ပြီးတော့ထွက်သွားတော့အမျိုးသမီးတယောက်ကမင်းကိုပြုံးကြည့်နေတယ်ဘာလို့လဲဆိုတော့ခမရကရှင်းရမယ်ဟာသူကဗျသူနဲ့ကျွန်တော်နဲ့ကတကယ်တမ်းကျတော့ချစ်သူတွေပေါ့ဒါကြောင့်မလို့ချစ်သူတွေဆိုတော့ဆိုပြီးတော့ဟုတ်လားthat is why she smiles when you walk by မင်းလမ်းလျှောက်သွားတော့သူမကဘာကြောင့်ပြုံးတာလဲဆိုတာဒါကြောင့်ကိုနောက်တစ်ခုဆက်ကြည့်ပါမယ် that is why you use it for emergencies အရေးပေါ်ကိစ္စအတွက်ခမည်းဘာကြောင့်သုံးတာလဲဆိုတာဒါကြောင့်ကိုဘာကြောင့်အသုံးပြုတာလဲဆိုတာဒါကြောင့်ကိုဟုတ်ပြီနော် there's nothing အဓိပ္ပာယ်ကတော့ဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ညင်းလာကိုပဲပြောပါတယ်There's nothing ကရှေ့ကလာမယ် There's ဆိုတာ there is နဲ့အတူတူပဲဖြစ်ပါတယ် There's nothing ဆိုကြပါစို့ subject လာမယ် I ပေါ့နောက်ကဘာလာမလဲ can I can နောက်က verb လာမယ် do There's nothing I can do လို့ပြောလိုက်တာကျွန်တော်ဘာမှမလုပ်နိုင်ဘူးကျွန်တော်လုပ်နိုင်တာဘာမှမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီလားအရင်ဆုံးစာကြောင်းမူကြည့်ရအောင်ပါ There's nothing you can harm ဆိုတာအန်ဒီရရှိတယ်မင်းအန်ဒီရရှိနိုင်တာဘာမှမရှိပါဘူးမင်းဘာအန်ဒီရမှမတွေ့နိုင်ပါဘူးလို့ပြောနိုင်တာ There's nothing you can harm နောက်တစ်ကြောင်းကြည့်ပါမယ် There's nothing the police can identify ဆိုတဲ့အဓိပ္ပာယ်ကခွဲခြားသတ်မှတ်တယ်ပေါ့ခွဲခြားနိုင်တာရဲကလည်းခွဲခြားသတ်မှတ်နိုင်တာဘာမှခွဲခြားမသတ်မှတ်ဘူးလူဆိုးလားလူကောင်းလားစသဖြင့်ပေါ့နော်ဘာမှခွဲခြားမသတ်မှတ်ဘူးဘာမှမလုပ်နိုင်ဘူး There's nothing the police can identify ဘာမှခွဲခြားမတတ်နိုင်ဘူးမတတ်မှတ်နိုင်ဘူးနောက်တစ်ခုကြည့်ပါမယ် There's nothing we can agree on agree ဆိုတာသဘောတူညီတယ်ကျွန်တော်တို့သဘောတူတာဘာမှမရှိဘူးကျွန်တော်တို့ဘာကိုမှသဘောမတူဘူးလို့လည်းပြောလိုက်တာပါ There's nothing we can agree on ကျွန်တော်တို့သဘောတူနိုင်တာဘာမှမရှိဘူးဆိုတော့ကကျွန်တော်တို့ဘာကိုမှသဘောမတူဘူးလို့ပြောလိုက်တာ There's nothing we can joinကျွန်တော်တို့ဘာမှမဆက်သွယ်နိုင်ဘူးကျွန်တော်တို့ဆက်သွယ်နိုင်တာဘာမှမရှိဘူးလို့ပြောလိုက်တာနောက်တစ်ခုဆက်ကြည့်ပါမယ် There's nothing she can cook သူမချက်တတ်တာဘာမှမရှိဘူးဆိုတော့သူမဘာမှမချက်တတ်ဘူးလို့ပြောလိုက်တာသူမကဘာကိုမှမချက်တတ်ဘူး There's nothing she can cook နောက်တစ်ခုဆက်ကြည့်ပါမယ် There's nothing my dog can learn ကျွန်တော်ခွေးကဘာမှသင်လို့ပေးလို့မရဘူးလို့ပြောလိုက်တာ
ကျွန်တော်ခွေကတင်ယူနေတာဘာမှမရှိဘူးဆိုတော့ကျွန်တော်ခွေကဘာမှကိုတင်လို့မရဘူးအဲ့တော့ဒီစာကြောင်းမှာဆရာတို့ကနောက်ထပ်စကားပြောပုံစံတစ်ခုပေါ့ subject can verb အဲ့ဒီနောက်က nothing လိုက်လို့လည်းရပါတယ်ဆိုကြပါစို့ there's nothing you can harm ခမလာဘာအန်ဒီမှာမရှိနိုင်ပါဘူးလို့ပြောတဲ့အခါမှာ you can harm nothing လို့လည်းသုံးလို့ရပါတယ် you can harm nothing ဟုတ်လား the police can identify nothing we can agree on nothing we can join nothing she can cook nothing my dog can learn nothing စသဖြင့်ပေါ့နော်ဒါလုံနိုင်တာဘာမှမရှိဘူးဘာကိုမှမလုံနိုင်ဘူးဘာကိုမှမဖြစ်နိုင်ဘူးလို့ပြောချင်ရင် there's nothing subject can verb ကိုသုံးပါမယ်နောက်တစ်ခုကကြတော့အတူတူပဲဖြစ်ပါတယ်အဲ့ဒါကို there is နဲ့သုံးပါတယ် there is နဲ့သုံးတဲ့အခါကျတော့နောက်ကဆရာတို့နောက်ကအငင်းနဲ့ပေါ့နော်အငင်းကိုပြန်ပြီးလုတ်ထားတဲ့စာကြောင်းကိုတိစောက်ထားတယ်ပေါ့ there's nothing I cannot ask for ask for ဆိုတာတောင်းခင်တာကျွန်တော်တို့မတောင်းနိုင်တာဘာမှမရှိဘူးကျွန်တော်တို့မတောင်းနိုင်တာဘာမှမရှိပါဘူးနောက်တစ်ခုဆက်ကြည့်အောင်ပါ there's nothing we cannot accomplish accomplish ဆိုတာအောင်မြင်တာကျွန်တော်တို့မအောင်မြင်နိုင်တာဘာမှမရှိဘူးလို့ပြောလိုက်တာ there's nothing we cannot accomplish ကျွန်တော်တို့မအောင်မြင်နိုင်တာဘာမှမရှိပါဘူး there's nothing that truck cannot move ဒီ truck ကားကိုဒီ motor ကားကြီးကိုရွှေ့လို့မရဘူးဆိုတာမဟုတ်ပါဘူးဘာမှမရှိပါဘူးဒီ motor ကားကြီးကိုရွှေ့လို့မရဘူးဆိုတာမဟုတ်ပါဘူးရွှေ့လို့ရပါတယ်လို့ပြောလိုက်တာ it's time နောက်ကဆရာတို့ sentence subject verb ပြည့်စုံတဲ့စာကြောင်းလိုက်ပါမယ်စာကြောင်းမှာဆရာတို့က past tense ဖြည့်ရပါမယ် past tense အဓိပ္ပာယ်ကတော့ဒါလုပ်ဖို့အချိန်တန်ပြီဆိုတဲ့အဓိပ္ပာယ်ပါ it's time နောက်က past tense sentence လိုက်ပါမယ်အောက်ကစာကြောင်းလေးတွေနဲ့တုံးကြည့်အောင်ပါ it's time the children past tense ဆိုတော့ဆရာတို့ go ကဘာဖြစ်သွားမလဲ went w e n t went ဖြစ်သွားပါမယ်It's time the children went to bed. ကလေးတွေအိယာဝင်ဖို့အချိန်တန်ပြီကလေးတွေအိယာကိုဝင်ဖို့အချိန်တန်ပြီဆိုတဲ့အဓိပ္ပာယ်ပါနောက်တစ်ခုဆက်ကြည့်ပါမယ် It's time you leave for the airport. L E A V E ကိုဆရာတို့ past tense ပြောလိုက်တော့ပါဖြစ်သွားမလဲ L E F T left ဖြစ်သွားပါမယ် It's time you left for the airport. ခင်ဗျာလေဆိပ်ကိုသွားဖို့အချိန်တန်ပြီဟုတ်လားလေဆိပ်ကိုသွားဖို့ခင်ဗျအချိန်တန်ပါပြီဒီလိုပြောလိုက်တာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်အောင်ပါ It's time my son went to school ကျွန်တော်သားကျောင်းသွားဖို့အချိန်တန်ပြီငါသားကျောင်းလွှတ်ဖို့အချိန်တန်ပြီပေါ့ဗမာလိုပြောရင်နော်နောက်တစ်ခုဆက်ကြည့်အောင်ပါ It's time you had H A V E က H A D had ပြောင်းသွားမယ် It's time you had breakfast ခင်ဗျမနက်စာစားဖို့အချိန်တန်ပြီ It's time you had breakfastမနက်စာစားဖို့အချိန်တန်ပြီ It's time you took a rest T A K E ကနေ T O O K ဖြစ်သွားပါတယ် It's time you took a rest ခင်ဗျအနားယူဖို့အချိန်တန်ပြီဒါလို့ဖို့အချိန်တန်ပြီဆိုတာကိုပြောချင်ဒီ pattern ပုံစံလေးကိုသုံးပါတယ် Please make sure that နောက်က subject verb လာပါမယ်ရှေ့ကခံရမယ့်ပုံစံက please make sure that ပြီးရင်ကိုပြောချင်တဲ့အကြောင်းအရာတွေကို subject verb နဲ့ sentence ပေါ့စာကြောင်းကို please ဆွဲပြီးတော့သုံးကြည့်ပါမယ်ဒါကိုတေချာအောင်လုပ်ပါဆိုတဲ့အဓိပ္ပာယ်ပါဒါကိုတေချာအောင်လုပ်ပါကြည့်အောင်ပါ please make sure that she wake up on time wake up ဆိုတာအိယာကထားတယ် on time သူမအိယာကအချိန်မှန်ထားဖို့တေချာပါစီသူမအချိန်မှန်နိုးလာဖို့အတွက်တေချာအောင်လုပ်ပါဗမာလိုမှာလည်းဆရာတို့အပြောင်းများပါတယ်မင်းဒါလုပ်ဖို့အတွက်တေချာပါလိစေဟိစသဖြင့်ပေါ့နော်ကြည့်အောင်ပါနောက်တစ်ကြောင်း please make sure that she gets to school သူမကျောင်းတက်ဖို့တေချာပါလိစေသူမကျောင်းရောက်အောင်တေချာလုပ်ပါဒီလိုသုံးလိုက်တာဖြစ်ပါတယ်နောက်တစ်ခုဆက်ကြည့်ပါမယ် please make sure dinner is ready when we get home ကျွန်တော်တို့အိမ်ပြန်ရောက်ရင်ညစာအဆင်သင့်ဖြစ်အောင်တေချာလုပ်ပါဟုတ်ပြီနော်ကျွန်တော်တို့အိမ်ပြန်ရောက်တဲ့အခါမှာညစာအဆင်သင့်ဖြစ်အောင်တေချာလုပ်ပါနောက်တစ်ခုဆက်ကြည့်ပါမယ် please make sure your assignment is done တဲ့တာဝန်ကိုပြီးမြောက်အောင်တေချာလုပ်ပါ assignment ဆိုတာကကိုလုပ်ဆောင်ရမယ့်တာဝန်ဝတ္တရားတွေပေါ့ဥပမာကျောင်းမှာဆိုရင်ဆရာမကပေးလိုက်တဲ့အိမ်စာတွေပါတွေကိုကိုကပြီးအောင်လုပ်မယ် assignment ဆရာကပေးထားတဲ့အရာတွေကိုပြီးအောင်လုပ်မယ် assignment နောက်တစ်ခုဆက်ကြည့်ပါမယ် please make sure that the water is not too hot ရေအရာမပူဖို့တေချာလုပ်ပါရေတွေတိတ်ပြီးတော့မပူစေဖို့အတွက်တေချာလုပ်ပါဒီအဓိပ္ပာယ်ထွက်ပါတယ်အဲ့တော့နောက်မှာ subject verb ကိုပြောချင်တဲ့ subject verb ကိုနောက်က light ထဲပါနောက်တစ်ခုဆက်ကြည့်ပါမယ်
Please make sure you cook the meat long enough. အသားဒီကိုကြာကြာချက်ဖို့တည်ကြလုပ်ပါအသားကိုလုံလောက်အောင်ချက်ပြုတ်ပါ Please make sure that we leave on time. ကျွန်တော်တို့အချိန်မှန်ထွက်ခွာဖို့တည်ကြအောင်လုပ်ပါကျွန်တော်တို့အချိန်မှန်ထွက်ခွာဖို့တည်ကြအောင်လုပ်ပါနောက်တစ်ခုဆက်ကြည့်ပါမယ် Please make sure you record our favorite TV show. ကျွန်တော်တို့အကြိုက်ဆုံး TV show အစီအစဉ်တွေကိုခင်ဗျာမှတ်တမ်းတင်ဖို့အတွက်တည်ကြအောင်လုပ်ပါကျွန်တော်တို့အကြိုက်ဆုံးဖြစ်တဲ့ TV show အစီအစဉ်တွေကိုခင်ဗျာမှတ်တမ်းတင်ထားဖို့အတန်ဖန်ထားဖို့အတွက်တည်ကြအောင်လုပ်ပါအဲ့တော့ရှေ့က please make sure that ဆိုတာလာပါမယ်နောက်ကကိုပြောချင်တဲ့ subject verb တွေနဲ့ထည့်ပြီးတော့သုံးသွားပါမယ်လိုက်ပြောကြည့်ပါအစားထိုးကြည့်ပါသုံးဆွဲကြည့်ပါ The Daily Light Channel နဲ့အတူလေ့လာပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင် like လုပ်ပေးပြီးအင်္ဂလိပ်စာ lesson အသစ်တွေကိုမလွတ်စေဖို့ channel ကို subscribe လုပ်ထားပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်